ခါဘေးတို့သာထိုင်းမှာဂျင်းဖွင့်လိုက်မယ်ဆိုရင်အစာဒူလာနဲ့နဗီတို့ဖွဲ့လေနေရပြောက်သွားမှာပါခါဘေးသာထိုင်းမှာဂျင်းကြီးဂျင်းကောင်တစ်ခုဖွင့်လိုက်မယ်ဆိုရင်အခုဝမ်းမှာကျန်းနေပါတယ်ဆိုတော့ရုရှားသားတွေကလည်းနေရပြောက်ကုန်ကြမှာပါဝမ်ကရုရှားရဲ့ဘလောက်ကောင်းကောင်းခါဘေးတို့ level ကဘယ်တော့မှရှင်းနိုင်ကြအောင်မရှိပါဘူးခါဘေးတို့ကလည်းထိုင်းဖိုက်တာတွေတောင်းကျမ်းနေတဲ့ထိုင်းလိုနေရာမျိုးမှာဂျင်းတစ်ခုကိုဖွင့်သွားမယ်လို့သတင်းထွက်နေပါတယ်သူတို့ရွေချက်ကဒါဂန်ဆန်ကဖိုက်တာတွေကိုမွေးထမ်းလိုနေရာတွေထိခါဘေးတို့ကခြေဆန့်စေချင်တာပါဒါဂန်ဆန်ဖိုက်တာတွေကအခုဆိုရင်ဝမ်မှာအစာဒူလာတို့ဘွဲကနေစလို့နည်းနည်းစီရောက်လာကြပြီဖြစ်ပြီးခါဘေးတို့သာဝင်လာမယ်ဆိုရင်ဒုတိယ UFC ဖြစ်သွားမှာပါနောက်ပြီးတော့ခါဘေးတို့က MMA သမားတွေဖြစ်တဲ့အတွက်ဝမ်နဲ့ MMA ဘက်မှာပါလူပိုစီလာပြီးတော့ပုံမြိုင်လာမှာပါအခုကတော့ MMA ဘက်မှာတော်တော်လေး6ကန်နေခဲ့ပါတယ်လူစီးဖို့မပြောနဲ့ပွဲလို့ရင်တော့ပွဲတွေကခဏခဏပြတ်နေတာပါအဲဒီတော့ခါဘေးတို့ဖွဲ့နေတဲ့ထိုင်းနိုင်ငံမှာဂျန်လာပွင့်မှုလိုအပ်နေပါတယ်နောက်ပြီးတော့အဲ့ဒီလိုလာဖွင့်လိုက်ရင်လည်းခါပြီးတော့အဖွဲ့ကဘယ်လောက်ကောင်းကြောင်းလူတွေလက်ထပ်ပြီးတော့တည်လာမှာပါဒါကြောင့်တချို့ပရိသတ်တွေကခါပြီးတော့အဖွဲ့ကိုအခုတည်းကနေထိုင်းမှာဂျင်လာဖွင့်ဖို့တောင်းဆိုနေကြပြီဖြစ်ပါတယ်အမှန်တမ်းနဲ့ပြောရမယ်ဆိုရင်ခါပြီးတော့အဖွဲ့တွေမှာခြေဆွဲတာသာများပေမဲ့သူတို့အဖွဲ့ပိုင်ဆိုင်တာနဲ့တိုက်ခိုက်ရေးစင်တန်းကတော်တော်လေးမြင်လွန်းပါတယ်အဓိကတော့သူတို့တွေအခုလိုကောင်းလို့နေတာကနီးစနစ်ကောင်းမှုစူးစမ်းပြီးစီကန်းရှိစွာနေထိုင်သွားဖို့ဖြစ်ပါတယ်ကျွန်တော်လည်းအရင်ကပြောပူပါတယ်သူတို့လိုစီကန်းမင်းသူတို့လိုစူးစမ်းမှုမျိုးတခြားဘယ်ဖိုက်တာမှလိုက်လို့မရပါဘူးတခြားလူမျိုးစုတွေလည်းသူတို့လောက်ဒူပေတာပင်မခံခဲ့ပါဘူးအဲဒီတော့ထိုင်းလူမျိုးတွေကလည်းတိုက်ခိုက်ရေးအစင်တန်းမြင့်ကျင်နေဆိုရင်ခါဘေးတော့ဖွဲ့ထိုင်းမှာဂျန်လာဖွင့်ဖို့ကိုမျှော်လင့်သိနေပါတယ်ခါဘေးတော့ဖွဲ့ဟာကမ္ဘာတိုက်ခိုက်ရေးလောကရဲ့နေပယ်စုံမှာရှိနေပြီးဝမ်ချန်ပီယံရှစ်မှာသာမရှိတာပါခါဘေးရဲ့လူတွေကမရှိသေးဘူးလို့ပြောတာပါရုရှားသားတွေကတော့ရောက်နေပါပြီအဲ့တော့ရုရှားသားတိုက်ခိုက်ဆန်သားဖြစ်တဲ့အစာဒူလာတို့တော့မှဒီလောက်ကျန်းနေဆိုရင်ခါဘေးတို့ဆိုဘလောက်ကောင်းလာမလဲစဉ်းစားရင်သိနိုင်ပါတယ်မန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်တို့ထိုင်းမှာခါဘေးတို့ဖွဲ့ဂျန်လာဖွင့်စေခြင်းတယ်ဒီလိုမှသာပြန်ဆိုင်မှုတွေပြင်းထန်လာမှာပါနောက်မဟုတ်ရင်တော့ခါဘေးတို့စီကကမ္ဘာကျော်စည်းမဲ့ပညာတွေကိုတခြားဖိုက်တာတွေရနိုင်မှာမဟုတ်ပါဘူးတခြားသောဖိုက်တာတွေကလည်းအာရှလောက်မှပဲကျင်းလည်ဘူးပြီးတော့သူတို့စီမှာရှိတဲ့တိုက်ခိုက်ပညာကိုဟုတ်လာပြီးထင်နေကြတာပါ။ဘုံမှာခါပြီးတော့အဖွဲ့ကကမ္ဘာအကြုံမော်တွေဖြစ်ပြီးသွားတာတော့မှလေ့ကျင့်မှုတွေကိုတရက်ကလေးမှမရလိုက်ပါဘူး။ဤဒီပင်ခါပြီးတို့လိုဖိုက်တာတွေနဲ့ခြားသောဖိုက်တာတွေနဲ့ကြွားကြားချက်ကိုပြတာပဲဖြစ်ပါတယ်။ကောင်းလုံးတော်လုံးပြီးတော့အရေးချင်းရှိနေလို့ရင်တော့မှစူးစမ်းနေရအောင်မရနိုင်သင့်ပါဘူး။ဘယ်နည်းချက်တည်းလဲ။အဲ့ဒီနေ့တည်းဟာဘလို့အနေသားပဲဖြစ်နေပါသေး။ကြာရှုံးသွားမှာဖြစ်ပါတယ်